ဆိုတော့ပြောသလိုပေါ့ကိုနဲ့မကစားလိုက်ရတဲ့အသင်းဆိုတာဒီပိုင်ပွဲမှာမရှိဘူးပေါ့သူအသင်းတိုင်းနဲ့ကစားရတာအသင်းတိုင်းနဲ့မဖြစ်မနေကစားရတဲ့ပွဲဖြစ်တာဒါကတော့အမတန်မှထူးခြားတဲ့ခေါင်းစဉ်လေးဖြစ်သွားတာပေါ့အုပ်စုဟလာ၄အုပ်စုခွဲတယ်၈အုပ်စုခွဲတယ်အဲ့လိုအုပ်စုခွဲလိုက်တဲ့အချိန်မှာတသင်းနဲ့တသင်းမတွေ့ဘဲနဲ့ဟလာနိုင်သွားတာတွေရှိတယ်ဟလာပြန်သွားတာတွေရှိကြတာပေါ့လားအခုကျတော့လိပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်သူကမကစားမနေရသူက10သင်းပတ်လဲဆိုလို့ရှိရင်ကျွန်တော်တို့က6ပွဲအသင်းတစ်သင်းကို6ပွဲမကစားမနေရကစားရမှာဖြစ်သွားတယ်ကျွန်တော်ကတော့မြန်မာနိုင်ငံပိုက်ကျော်ချင်းအဖွဲ့ချုပ်ကပြည်ပဆိုင်ရာဒိုင်လူကြီးဦးထင်အောင်ပါခင်ဗျာဟုတ်ကဲ့ဒီနေ့ကျင်းပပြုလုပ်တဲ့အခမ်းအနားကတော့ကျွန်တော်တို့မြန်မာစီပတ်တိုက်ဂရော League 2026 League ပြိုင်ပွဲကြီးပေါ့အတူကောက်ပြောလို့ရှိရင် League ပြိုင်ပွဲကြီးကျင်းပပြုလုပ်ဖို့အတွက်ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီပြိုင်ပွဲမှာကျွန်တော်တို့ကအဓိကရည်ရွယ်ကြတော့မျိုးဆက်သစ်အားစားသမားများပေါ်ထွန်းရေးဆိုတဲ့ရည်ရွယ်ချက်နဲ့4ယောက်တွဲပြိုင်ပွဲ3ယောက်တွဲပြိုင်ပွဲ3ယောက်တွဲမှာကျွန်တော်တို့အမျိုးသားအမျိုးသမီး3ယောက်တွဲပြိုင်ပွဲသူကဘောင်း event ကျွန်တော်တို့3မျိုးကျင်းပပြုလုပ်မှာဖြစ်တယ်အဲ့ဒီပြိုင်ပွဲတိုင်းမှာ4ယောက်တွဲပြိုင်ပွဲမှာလည်းကျွန်တော်တို့အနည်းဆုံးကျွန်တော်တို့မြန်မာလေရေးစဉ်ကစားသမားသို့မဟုတ်2ဦးသို့မဟုတ်ကျွန်တော်တို့ဝင်းကြီးဌာနအဆင့်ရှိတဲ့ကစားသမား2ဦးပြီးလို့ရှိရင်ကျွန်တော်အသက်25နှစ်အောက်မျိုးဆက်သစ်အားစားသမား2ဦးဝင်ရောက်ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့3ရက်ပြိုင်ပွဲမှာကျတော့ကျွန်တော်တို့မြန်မာလေရေးစဉ်အားစားသမား2ဦးနဲ့ကျွန်တော်တို့ဒီမျိုးအသက်25နှစ်အောက်မျိုးသား2ဦးကစားသမား2ဦးအဲ့တော့အလွယ်တကူပြောရင်တော့ဗျာစီနီယာ2ဦးနဲ့ဂျူနီယာ2ဦးဝင်ရောက်ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်အခုကဒါမြန်မာနိုင်ငံမှာပထမဆုံးကျင်းပတဲ့ပြုလုပ်တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ league ပြိုင်ပွဲမှာတော့အဓိကတော့ဆိုတော့ပြောသလိုပေါ့ကိုနဲ့မကစားလိုက်ရတဲ့အသင်းဆိုတာဒီပြိုင်ပွဲမှာမရှိဘူးပေါ့သူအသင်းတိုင်းနဲ့ကစားရတာအသင်းတိုင်းနဲ့မဖြစ်မနေကစားရတဲ့ပွဲဖြစ်တာဒါကတော့အမတန်မှထူးခြားတဲ့ခေါင်းစဉ်လေးဖြစ်သွားတာအရင်ကျွန်တော်တို့တခြားပြိုင်ပွဲတွေကြတော့အုပ်စုခွဲလိုက်တယ်ပုံမှန်အားဖြင့်အုပ်စုဟလာ၄အုပ်စုခွဲတယ်၈အုပ်စုခွဲတယ်အဲ့လိုအုပ်စုခွဲလိုက်တဲ့အချိန်မှာတသင်းနဲ့တသင်းမတွေ့ဘဲနဲ့ဟလာနိုင်သွားတာတွေရှိတယ်ဟလာပြန်သွားတာတွေရှိကြတာပေါ့လားအခုကျတော့လိပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်သူကမကစားမနေရသူက10သင်းပတ်လဲဆိုလို့ရှိရင်ကျွန်တော်တို့က6ပွဲအသင်းတစ်သင်းကို6ပွဲမကစားမနေရကစားရမှာဖြစ်သွားတယ်အဲ့တော့သူကအသင်းတိုင်းနဲ့ရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်ကြောင့်ပွဲတိုင်းကိုလည်းသူကမလျှော်တော့ဇွဲနဲ့မလျှော်တော့လုံလားနဲ့တော့ရှင်ပြိုင်ကစားဖို့တော့လိုပါတယ်ခင်ဗျာစူးစမ်းနေတာတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံပိုက်ကျော်ချင်းဖွဲ့ချုပ်ကိုတခြားနိုင်ငံတွေမှာကလပ်ပေါင်းစုံတွေကတော့ပေါ်နေပါပြီကျွန်တော်တို့မြန်မာနိုင်ငံပိုက်ကျော်ချင်းမှာတော့ဒီလိပြိုင်ပွဲကိုလည်းကျွန်တော်တို့ဒီအဖွဲ့အစည်းအနေနဲ့စူးစမ်းနေတာတော့ကြာပြီသို့တော့အခုချိန်ကြမှာပေါ့ဒါအားလုံးရဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေကြောင့်အခုမှပဲဒီလိပြိုင်ပွဲဆိုတာပထမဆုံးစဖြစ်တာပေါ့အဲ့ဒါလေးပြောချင်ပါတယ်အဲ့ဒါကဆိုပင်မပေးမဲ့စုကြီးရတာဥပမာ၄ယောက်တွဲဆိုရင်300ပေးမဲ့ဆိုလို့ရှိရင်အဲ့ဒါကနောက်ဆုံးကျွန်တော်စောစောကလာနိုင်ပွဲရှုံးပွဲရမှတ်ပေးမဲ့တွေနဲ့ရှင်ပြီးတော့ပထမဒုတိယတတိယရရှိတဲ့အသင်းကိုတော့အဲ့ပင်မစုကြီးတွေစုဖလားတွေစုဆွဲပြားတွေပေးမှာပြီးရင်သူကပွဲတိုင်းပွဲစဉ်တိုင်းအတွက်ကိုစုကြီးသတ်မှတ်ထားတာပေါ့ပွဲစဉ်တိုင်းမှာစုကြီးသတ်မှတ်တာ၄ယောက်တွဲဆိုရင်ဥပမာ2သိန်းနိုင်တဲ့အသင်းကို2သိန်းပေးမယ်ရှုံးတဲ့အသင်းကိုတော့9000ချီးမြှင့်မယ်ပေါ့အဲ့ဒါလေးရှိပါတယ်တဲ့ခင်ဗျအဲ့လောက်3800လောက်တော့ကျွန်တော်တို့ခံမှန်းထားတာရှိပါတယ်ဟုတ်အဲ့ဒါတော့ကျွန်တော်တို့အခုဟလာမကြခင်မှာကျင်းပပြုလုပ်တော့မယ်ပြိုင်ပွဲကြီးကိုကျွန်တော်တို့လူကိုယ်တိုင်ပဲလာရောက်ကြည့်ရှုမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့သူဝနပိုက်ကျော်ချင်းအားကစားရုံမှာမနက်10:00နာရီကနေစပြီးတော့ဟလာစတင်ရှင်းပြိုင်မှာနေ့ဟောအပတ်စဉ်3ရက်ပေါ့နော်အဲ14ရက်နေ့ကနေပြီးတော့ဧပြီလ9ရက်နေ့ထိကိုတပတ်ကို3ရက်မှာမနက်10:00နာရီကနေစပြီးတော့ပြိုင်ပွဲတွေကိုကျွန်တော်တို့ဇက်တိုက်ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက်ကြောင့်လူကိုယ်တိုင်ပဲလာရောက်ကြည့်ရှုအားပေးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါတယ်လိုင်းပေါ်ကကြည့်မယ်ဆိုလို့ရှိရင်သက်ဆိုင်ရာကျွန်တော်တို့ဟိုဟာတွေရှိပါတယ်ကျွန်တော်တို့ page မှာlike လုပ်ပြီးတော့လာရောက်ကြည့်ရှုလို့လည်းရပါတယ်ခင်ဗျာ